တွေ့သွေးကြနဲ့ငထိုင်းရှေးတုန်းကရိုးသား၍ဉာဏ်ပညာအလွန်ထုံထိုင်းသောငထိုင်းဆိုသူရှိလေသည်တနေ့တွင်ငထိုင်းသည်အလုပ်ရှာရန်ထွက်ခဲ့ရာမြစ်ကမ်းတွင်လှေတစ်စင်းကိုတွေ့၍ဒီလှေပေါ်မှာအလုပ်လုပ်ချင်ပါတယ်ဘာလုပ်တတ်တယ်လဲလှေပေါ်မှာတစ်ခါမှမလုပ်ဘူးသေးပါဘူးဗလားတော့ကောင်းသားလှေထိုးသားလုပ်မလားလောက်ခတော့နဲတယ်ဘာဖြစ်ဖြစ်လုပ်ပါမယ်ငထိုင်းသည်အလုပ်ကိုမခိုမကပ်ပဲကြိုးကြိုးစားစားလှေထိုးသည်ရိုးလွန်လာ၍အမတ်တမဲ့နေခဲ့ရာတက်မကိုင်ပယ်နှင်းနေရပဲမသိရှာပေတခါတွင်လေဦးမှလေထိုးသားတယောက်ကတက်မကိုင်ကိုမကြည့်ပဲကြောက်ဆုံးရှိတယ်ညာဘက်တိန်ထိုသူအော်လိုက်တိုင်းတက်မကိုင်ကလေကိုတိမ်မေးသည်ကိုဟာတေဟုတ်ပါလားသူကညာဘက်တိန်လို့ပြောတာနဲ့လေကြီးကသူစကားနားထောင်မိသူကသူညာဘက်ကိုတိမ်သွားတာကိုကောင်းလိုက်တဲ့လေကြီးထိုအခါငထိုင်းကလေထိုးသားဒီလေဘာသာနဲ့လောက်တာလေဗျသင်္ကန်းသားနဲ့လက်စားတက်တော့သင်္ကန်းသားလေကိုလူကဘယ်ဘက်တိန်းဆိုတိန်းတာပဲညာဘက်တိန်းဆိုလည်းတိန်းတာပဲတေကောင်းတာပဲငထိုင်းဒီအထက်ညာမှတစ်ခေါက်ပြန်စုံစင်း၍မူလားစိတ်ကန်းသို့ရောက်သောအခါကျွန်တော်အိမ်ပြန်တော့မယ်လောက်ခလီမစားပါခမညာအေးရပါတယ်မင်းလှုပ်ချင်တော့လဲပြန်လာခဲ့ပေါ့ကွာကြားလားဟုတ်ကဲ့အိမ်တို့ပြန်ရောက်လေတော့အကြံသေးတစ်ခုပေါ်လာလေတော့သည်အိမ်မေးကသင်္ကန်းမင်းကြီးကိုလဲပြီးလှေထွင်းရရင်ကောင်းပါပဲသင်္ကန်းသားလေဆိုရင်ငါကွေးဆိုတဲ့ဘက်ကွေးမှာပဲအဲ့ဒီလေနဲ့ကုံကူးမယ်ရင်းနှီးမရှိသေးခင်ငါပေါက်စားဘဲပေါက်စားလေးတွေလောက်ပဲတင်သွားမယ်လန်ကြီးကအတော်ကြာသွားရမှာဆိုတော့ဟိုလဲကြရောဘဲကြီးတွေငါးကြီးတွေဖြစ်နေမှာပဲဒီတော့ဈေးကောင်းကောင်းရမယ်တော်တော်လေးငွေရလာမယ်အမဲကန်ကောင်းရင်ငါဖမ်းရင်ရေသူမတစ်ကောင်လောက်ဖမ်းမိခြင်းမိမှာပဲဟဲဘဲမွေးရင်အောင်မှဟင်းသားတစ်ကောင်တလေလာခြင်းလာမှာဗျာထိုကြံရလျင်ပေါက်စိန်တလက်ကိုယူပြီးသင်္ကန်းမင်းကိုစတင်ခုတ်လဲလေသည်ထိုခိုင်လူတယောက်ရောက်လာပြီးဟဲ့ငထိုင်းတစ်ကိုင်းတွေကိုအိမ်ဘက်ထွက်တာများတယ်ပထမအကိုင်းတွေကိုခြိုင်ပြီးမှပင်စီကိုကျိုးနဲ့လွတ်ရဘက်ကိုစိုင်းထားပြီးအဲ့ဒီတော့မှပင်လဲဖို့ပေါက်စိန်နဲ့ပေါက်ရတယ်ကွကိစ္စမရှိပါဘူးကျွန်တော်နားလဲပါတယ်တတိပေးတာပါကွယ်နားလဲရင်လည်းပြီးတာပဲဆက်လက်ခုံနေစဉ်ပင်စီရင်းမှအတန်များထွက်လာသောကြောင့်အိမ်ဘက်သို့ကမန်းကရန်ပြေးသွားကလဲစားပြူနေသောတစ်ပင်ကြီးကိုဟိုးဒီဘက်မှာအိမ်ရှိတယ်ဟိုဘက်ကိုလဲသင်္ကန်းမင်းကြီးမှာတဲတဲမမတ်သာလျင်သူ့ဘော်သို့လဲကြလေတော့သည်ရွှေသွေးကြနဲ့မာနကိုစီပယ်ရမည်ငါတို့သခင်စာရေးဆရာကြီးကိုငါသာအကျိုးပြုဆုံးကွသူစာရေးရင်ငါအမြဲကူညီရတာဒါကြောင့်လဲငါ့ကိုသူသိချစ်တာသူလန်းထွက်တိုင်းငါ့ကိုခေါ်သွားတာပဲအမတိတ်လဲမာနမကြီးပါနဲ့ဖောင်းနေရဲ့ငါမရှိရင်မင်းလဲလက်ကားပါတို့သခင်ကမင်းကိုချစ်တယ်ဆိုတာငါကြောင့်ပါကွငါရှိမှစာရေးနိုင်တာဟိုးမင်းကငါနဲ့စာရင်အသေးဖွဲပါကွငါသာအဓိကဖောင်းနေဆိုတာတလက်ကိုင်းကွငါကောင်းလို့စာရေးဆရာကြီးငွေရပေါင်းများပြီမင်းတို့မြင်အိုးဆိုတာတစ်ခါကုန်ရင်တစ်ခါထက်ဝယ်ရတာဗာများအသုံးကြလို့လေဒါကတော့မင်းတစ်ဖက်သက်ပြောတာပဲငါမရှိသေး၍မင်းကအသုံးမရတဲ့ကောင်ဖြစ်မှာပဲဟုတ်တယ်ဟေးမင်းမရှိသေး၍ပေါင်းနေရအလကားပဲဘာအသုံးကြမှာလဲဒါပေမဲ့မင်းတို့နှစ်ယောက်စလုံးထန်ငါကအကျိုးပြုဆုံးကွမင်းတို့ရှိပေမဲ့ငါမရှိရင်စာရေးဆရာကြီးထမင်းငတ်သွားမှာပဲအရေးကြီးဆုံးကစက်ကူတော်စမ်းပါဗျာအာလူလမပေးစမ်းပါနဲ့ဒီကိစ္စမှာခင်ဗျာအသားယူရမလို့ပါဘူးဟိုးလွန်တာပေါ့မင်းတို့မြုံလဲပညာရှိကလောင်အိုကြီးကိုမေးကြည့်ဟုတ်လားဗျို့စက်ကူကအရေးကြီးဆုံးဆိုကလောင်ပညာရှိကြီးရဲ့ဟုတ်တယ်စက်ကူကအရေးကြီးဆုံးပဲဒါပေမဲ့မင်းနဲ့ဖောင်တိန်လည်းအရေးကြီးတာပဲဒါကြောင့်မင်းတို့မာနကိုစီနဲ့ပြန်ရမယ်အစားညီညွတ်ရှိကြမယ်ဆိုရင်တို့စာရေးဆရာကြီးဟာစာကောင်းကောင်းရေးနိုင်မှာပဲဟုတ်တယ်ဒီနေ့ရစပြီးမာနတွေပယ်ရမယ်ညီညွတ်ရမယ်ရွှေသွေးကြနဲ့မွေးနေ့ဒီနေ့ဟာငါသားဖိုးချိုရဲ့မွေးနေ့ပဲကဲဘာလက်ဆောင်လိုချင်လဲကျွန်တော်မွေးနေ့မှာအချုပ်ချယ်မရှိပဲလွတ်လွတ်လပ်လပ်နေချင်ပါတယ်ခင်ဗျာကောင်းပါပြီကွယ်ချုပ်ချယ်ခင်းတဲ့အခါငါသားဟာပိုပြီးလင်းလင်းမာမာနေပါကွယ်ဖိုးချိုဟာဝမ်းသာအားရနဲ့ကြောင်းမတက်ပဲကြောင်းပြေးတယ်တွေးရမုံတွေကိုလည်းအယမ်းဝယ်စားတော့တာပဲဘူးတိကျော်နဲ့ဘွဲပြို့ပြီးတော့ငှက်ဥတွေတက်နိုင်တယ်ငှက်တွေကသူ့ကိုထိုးစိတ်ကြတယ်အိမ်ပြန်လမ်းမှာလဲဟိုအိမ်နေတဲ့ခွေးကိုပြေးပြီးကန်လိုက်မယ်ခွေးကိုကန်တော့ခွေးကလန့်ပြီးဖိုးချိုကိုကိုက်လိုက်တယ်ပိုစိတ်ချရအောင်ဆရာဝန်စီသွားပြီးဆေးထိုးလိုက်မှာဖိုးချိုဟာလူကြီးတွေလက်မှာမီးနဲ့ဆော့ကစားပြန်တယ်မီးဟာသူ့အင်ကြီးစားကိုဆွဲလောင်တယ်လူကြီးတွေအချိန်မီတီးလို့မီးကိုညှိမ့်တက်လိုက်နိုင်တယ်ဟိုငါသားကိုမဆူပါဘူးအဖေတို့ပေးခဲ့တဲ့အခွင့်အရေးကိုငါသားဘလို့အသုံးပြုခဲ့တယ်ဆိုတာသာစဉ်းစားပေါ့အစားတွေရမ်းစားခဲ့လို့နေမကောင်းဖြစ်တယ်ငှက်စိတ်ခွေးကိုက်
မီးလောင်တဲ့တန်းတွေကလည်းမတက်တာဘူးဆရာဝန်ခေါ်ပြီးအတော်ကူးတရတယ်ငါထင်တာငါလုံးလို့အခုလိုဖြစ်ရတာပဲဖေဖေမေမေတို့ချမှတ်ထားတဲ့စီကံအတိုင်းနေပြစီတော့ရွှေသွေးကြနဲ့ကောင်းမှုတတ်သည်မောင်ဦးသည်တန်းထဲ၌စားတော်သဖြင့်သူ့ကိုဆီယာမကအမြဲကြီးကျူးသည်သူ့ကိုမနာလိုသောမောင်ကန်ကဟေးလူရင်ကျွန်းလောင်းကြီးအလောင်းကြီးငါ့ကိုဒီလိုမစားပါနဲ့ကွာမောင်ဦးမခံချင်မှန်းသည့်သဖြင့်မောင်ကန်ကပိုစသည်နောက်ဆုံးတွင်ရန်ဖြစ်ကြသည်စတယ်ကွာစရင်ချတယ်ကွာမောင်ဦး၏လင်မြန်ဖြက်လက်မှုကြောင့်မောင်ကန်မှာအထိနာသွားလေသည်ထို့ကြောင့်ရှုံးမဲပြီးဟေးမောင်ဦးတနေ့မင်းငါကြောင့်သိမယ်ကွာနောက်နေရခန့်အကြာမုံသားစင်းပြီးကြောင်းပြန်တဲ့ချိန်တွင်ဆီယာမကျွန်တော်ဖောင်နေပြောင်းနေပြီဆီယာမမုံသားစင်းကနေမှကျွန်တော်လွယ်ရီထဲကိုထည့်ခဲ့တယ်ဆီယာမမှာခိုးဝက်ခြင်းကိုအလွန်ယုံမုန်းသူဖြစ်တဲ့ဖြင့်ဟေးငါတန်းနဲ့ဘယ်ကတခုရောက်နေလဲကဲမောင်ကန်းဖောင်နေဘသူခိုးတာလဲပြောကြစမ်းအတန်းသားအားလုံးကကျွန်တော်တို့မခိုးပါဘူးဆီယာမကျမတို့မသိဘူးဆီယာမထိုအခါဆီယာမကတရန်လုံးကိုအနှံ့ရှာဖွေစစ်ဆေးပါတော့သည်အေးကောင်းပြီဆီယာမကိုယ်တိုင်လိုက်ချမယ်တွေ့တဲ့သူတော့ဝန်မခံတဲ့အတွက်အသေးပဲပျောက်ဆုံးသူမောင်ကန်၏နဘေးတွင်ထိုင်သောမောင်ဦး၏လွယ်အိတ်ထဲ၌ရှာဖွေတွေ့ရှိသွားရာဟောတွေ့ပြီကဲမောင်ဦးဒါမင်းခိုးထားတာမဟုတ်လားဗျာမိမိမခိုးပဲမိမိလွယ်အိတ်အတွင်းမှဖောင်နှင်ကိုရှာဖွေတွေ့ရှိသွားသဖြင့်မောင်ဦးမှအော်တုံလောက်သွားသည်ဒါကျွန်တော်ခိုးတာမဟုတ်ဘူးဆီယာမမောင်ဦး၏စကားကိုဆီယာမကမယုံကြည်လက်ဘူးလက်ချက်မိရတာနဲ့မလိန်ကျင်စမ်းပါနဲ့ကွယ်ကဲမင်းကိုခွင့်ရေးတစ်ခုတော့ပေးမယ်လက်ပြန်ကြောင်းတက်လာတဲ့အထိမင်းစဉ်းစားထားပါဝန်ခံမလားဝန်မခံဘူးလားဆိုတာကိုဝန်ခံရင်သက်သာမယ်ဝန်မခံဘူးဆိုရင်တော့ကြောကောင်းအောင်ရလိမ့်မယ်နောက်နေ့တွင်မောင်ဦးသည်အိမ်မဟန်မပြတ်ကြောင်းသို့ထွက်လာခဲ့တော့လေငါမခိုးဘူးပြောတာဆီယာမမယုံဘူးဒါဆိုငါရိုက်ခံရတော့မှာပဲဒီနေ့ကြောင်းမတက်ရတော့ဘူးကြောက်နဲ့မောင်ဦးသည်ကြောင်းပြေးပါတော့သည်သူသည်လမ်းတကာသို့အတိတ်ပဲမဲ့ရှောက်သွားနေပါတော့သည်တို့ဖြင့်ကားမတိုင်တစ်ခုအနီးသို့ရောက်တွင်ဟာပစံအိတ်ကလေးတစ်လုံးပါလားမောင်ဦးသည်ကောက်ရသောပစံအိတ်ကိုဖွင့်ကြည့်လိုက်ရာဟိုက်မပုတ်နေတစ်ခုနဲ့ပစံတွေထပ်လိုက်ပါလားမောင်ဦးသည်ရိုးသားသူတယောက်ဖြစ်ရကကောက်ရသောပစ္စည်းကိုပိုင်စည်းယူမထားပဲရဲကူညီနဲ့ပိုင်ရှင်ကိုရှာရမယ်ရဲစခန်းတွင်စခန်းမှုကြီးကအကြောင်းစုံသိရသောအခါအေးခုလိုရိုးသားမှုတာဝန်သိမှုအတွက်မင်းကိုဦးတို့ကကျေးဇူးတင်ပါတယ်ကွယ်ခုပဲပိုင်ရှင်ကိုခေါ်လာနိုင်မှာတော့မယ်များကိုကူညီပေးတဲ့အတွက်မင်းရဲ့ခက်ခဲကိုလည်းပြန်ကူညီပေးပါမယ်မကြမီရဲသားတယောက်နဲ့အတူဆီယာမနဲ့ပစံအိမ်ပိုင်ရှင်တော်ကြီးတို့ပါလာကြသည်ကျေးဇူးတင်ပါတယ်ငါတူရဲ့ကံကောင်းလို့ငါတပည့်ကြောင်းပြန်တက်ပါကွယ်မင်းရဲ့ယူသားမှုကိုဆီယာမသိရပါပြီနောက်နေ့မောင်ကန်ကမောင်ဦးကငါတောင်းပန်ပါတယ်ကွာမင်းကိုမုန်းခဲ့မိလို့မင်းရဲ့လွယ်ရီထဲငါဖောင်နေကိုငါကိုယ်တိုင်ထည့်ခဲ့မိတာပါတကယ်တော့မင်းဟာငါမမေကိုကူညီခဲ့တဲ့ငါရဲ့တငယ်ချင်းမှာမင်းကောက်ရတဲ့ပတ်စံကြီးပိုင်ရှင်ဟာငါမမေကွာဟေးဟုတ်လားဝမ်းသာပါတယ်ကွာခုလိုကတ်တွန်းဇလံကောင်းလေးတွေကိုချိန်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပါပေးဖို့မေတ္တာရက်ခံပါတယ်